media နှစ်ခုကိုအချိုးအကြောင်းမငြင်းညွတ်လို့ accident ဖြစ်သွားတတ်တဲ့ဟာကိုယူပြီးတော့လေတခြားတချို့အနုပညာရှင်တွေကြတော့အဲ့ accident လေးကိုယူပြီးတော့အဲ့ကွဲသွားတဲ့အခြေအနေလေးကိုအဲ့ဘက်တစ်ခုဖန်တီးကြတယ်ဒါကစီသေးပေါ့နော်စီသေးကတော့ကျွန်တော်ဟိုအရင်တုန်းတွေကတုံးလာခဲ့တော့သူ့မှာတုံးရတဲ့နီးစနစ်တွေ technique တွေဒါကတော့အများကြီးလေ့လာမှရပါတယ်သူ့မှာစီသေးမှာလည်းကျွန်တော်ရေးဆွဲနီးအပြင်၃မျိုးရေးတယ်ကျွန်တော်လည်းကျွန်တော်မှဒီမှာစီသေးရေးပြတရားစီသေးရတယ်မရှိဘူးဝဲလည်းမရဘူးဖြစ်နေတော့စီသေးတော့ရေးမပြတော့ပါဘူးเนาะအဲ့တော့စီသေးအကြောင်းလေးပဲနည်းနည်းပြောပြတာပါအဲ့တော့စီသေးမှာကြတော့ကျွန်တော်တို့က၃မျိုးရေးလို့ရတယ်အခြေခံအားဖြင့်ပေါ့ရေးလို့ရတာတော့အများကြီးရှိတယ်အခြေခံအားဖြင့်၃မျိုးရေးလို့ရတယ်ပထမဆုံးရေးတဲ့နေ့ကတော့သူကwest on one လောက်တာပေါ့သူကမျောပြီးရေးတာမြင်မှုကြပါစီတွေကိုမျောပြီးတော့ရေးတယ်လေပကြီးကားလေးသူကများသောအားဖြင့်ကျွန်တော်တို့အရှေ့တိုင်းမှာဆိုကိုရီးယားတို့တရုတ်တို့ဘက်ဒီမှာရေးတာများတယ်စီကိုစီများနဲ့ရေးသူ့ကိုတွဲတုံးရတဲ့ media ပေါ့နော် link CY တို့ပါတော့အဲ့လိုမျိုးနဲ့ဒီ say နဲ့တွဲတုံးရတဲ့ media ကိုများသုံးပြီးတော့မျောရေးတာမျောရေးပြီးတော့ရေးတဲ့နည်းပါနောက်တနည်းကကြာတော့သူ့ကိုဘယ်လိုရေးလဲဆိုတော့ C နဲ့ရေးနဲ့C နဲ့ဒီသုံးတဲ့ media နဲ့ပေါ့ C သေးနဲ့သုံးတဲ့ media နဲ့ကိုသူကအချိုးတူပေါ့အချိုးတူပေါင်းလဲပြီးတော့ကျွန်တော်တို့နည်းနည်းပြည့်ရေးလို့ရတဲ့နည်းပေါ့သူ့ကြတော့ကျွန်တော်တို့ဘယ်လိုရေးလဲဆိုတော့လူမျက်နှာတွေရေးတဲ့နေရာမှာတို့တချို့ state light ပကြီးကားတွေဖန်ခွက်တွေကိုရေးတာမျိုးတို့texture လှလေးတွေထွက်အောင်ရေးတဲ့နေရာကြာရင်သုံးပါတယ်သူက medium intermediate medium အနေနဲ့သုံးတယ်အရန် C နဲ့မျောပြထားမျိုးမဟုတ်ဘဲနဲ့ C သေး medium နဲ့ C နဲ့နှစ်ခုကြားကိုမျှပြီးတော့ရေးတဲ့နည်းတနည်းသုံးတယ်နောက်တတိယနည်းကတော့ impresto လို့ခေါ်တယ်ကျွန်တော်ဒီ C ကိုအထူလိုက်ကြီးတွေသုံးတာနည်းနည်းလေးမြင်မှုလိမ့်မယ်တချို့ကားတွေပိုင်းမှာလေသူက C ကြည့်လိုက်လို့ရှိရင်အထုံးခိအနာကတ်ကြည့်ရင်ပုံမပေါ်ဘူးလေနည်းနည်းလေးဝေးလေးကြာမှသူ့ရဲ့ပုံတရံတွေကိုပေါ်လာအောင်မျိုးရေးတာပေါ့သူ့ကြတော့ကျွန်တော်တို့သူ့ကိုရေးတဲ့နည်းကတော့ခုနကျွန်တော်ဒီလိုမျိုးပကြီးဆရာကြီးသုံးတဲ့ night တွေရှိတယ်အဲ့ဒါမျိုးတွေနဲ့ရေးတာရှိတယ်ခုနစုတ်တန်ထူတွေပေါ်မှာပဲဆေးကိုပြစ်ကြီးတွေယူပြီးတော့တင်သုံးပြီးရေးတဲ့နည်းတွေရှိတယ်ဒါကတော့ impresto နည်းလို့ခေါ်ပါတယ်အဲ့နည်းနဲ့လည်းစီသေး medium ကိုwine painting ပေါ့နော်အဲ့ကောင်အဲ့လိုသုံးတယ်ဒါကဒီစီသေးနဲ့ပတ်သက်လို့ပေါ့ credit ကြတော့စီသေးနဲ့မတူတာ6သွားလို့ရှိရင်သူက rubber ဖြစ်သွားတယ်စီသေးလိုမျိုးလဲဒီလိုမျိုးပုတ်ရေးလို့ရတယ်ပါလေးလည်းရေးလို့ရတယ်မျောပြီးတော့ဒီတွေနဲ့မျောပြီးတော့လည်းရေးလို့ရစီသေးမှာဖြစ်တဲ့ side effect တွေပေါ့ကျွန်တော်စီသေးရင်ကျွန်တော်တို့ရေးစရာတော်တော်များများမှာဒီကောင်ကအဲ့ကောင်တွေကိုကြော်ဖြတ်ပြီးတော့ဒီ medium ကိုထုတ်လိုက်ပြီ credit medium ဆို